လေးကရုပြုတ်ပြီးတော့လေးလေးစားစားမြတ်မြတ်နုံနုံပူဇော်ရမယ်မိသုံးမျိုးတဲ့ပူဇော်ရမယ်မိသုံးမျိုးတဲ့အဲ့ဒီမိသုံးမျိုးကဘာလို့ဆိုတော့အာဟုနေယခိဂဟပတခိဒက္ခိနေယခိနော်အခိဆိုတဲ့စကားလုံးလေးနဲ့အဆုံးသတ်တယ်နော်အာဟုနေယခိအာဟုနေယအခိနော်အာဟုနေယဆိုတဲ့စကားလုံးလေးဘယ်ထဲမှာပါလဲတန်ခါကုံတော့ကိုပါတယ်ပါနော်အာဟုနေယောဟုတ်လားဂဟပတခိဒက္ခိနေယခိဒက္ခိနေယဆိုတဲ့စကားလေးလေတန်ခါကုံတော့ထဲမှာပါနေတယ်အဲ့တော့အာဟုနေယခိဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုတော့နော်သူကအလှခံမီအပူဇော်ခံမီဘာသာပြန်တော့သူအာဟုနေယခိကိုအပူဇော်ခံမီတယ်အပူဇော်ခံမီဆိုတာဘယ်သူကိုရည်ရွယ်တာတော့ဆိုတော့မိဘနှစ်ပါးကိုရည်ရွယ်တာတဲ့တန်ခါကုံတော်ထဲမှာတော့အာဟုနေယောဆိုတာအရှက်ဝေးကတောင်ယူလာတဲ့ဝတ္ထုပစ္စည်းတွေနဲ့နော်ပူဇော်ခြင်းလှူဒန်းခြင်းကိုခံယူတတ်တယ်အဝေးကြီးကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုအလှူခံယူခြင်းကထိုက်တန်တယ်ဒါအာဟုနေယရဲ့အဓိပ္ပာယ်နော်ဒီမှာတော့အပူဇော်ခံမီတဲ့မိဘကိုရည်ညွှန်းတာဒီမိဘတို့ကြောင့်သားသမီးတွေဟာလူလောကကြီးကိုရောက်လာကြတာဖြစ်လာကြတာချမ်းချမ်းသာသာကြီးလာကြတာလောကကြီးကိုမြင်ရတာဒီမိဘတို့ကြောင့်မြင်ရတာကိုယ့်အတွက်အလွန်မှကျေးဇူးကြီးတဲ့အတွက်ကြောင့်မြတ်စွာဘုရားကသူဟာအာဟုနေယခိပဲဒီနေရာမှာမီးဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့ဟောတာကိုစဉ်းစားတတ်ဖို့လိုတယ်မီးဆိုတာမရှိလို့မဖြစ်တယ်လို့မကင်တွယ်တတ်ရင်လည်းပဲအကြီးအကျယ်ဒုက္ခပေးနိုင်တယ်ဟုတ်လားအဲ့လိုပဲမိဘတွေဟာလည်းပဲဘဝမှာကိုကနော်လေးကလူပြုတံမိုးထားမြတ်နိုးပြီးတော့ကျေးဇူးတုံ့ပြန်မယ်ဆိုရင်အလွန်မှကြီးမားတဲ့အကျိုးကျေးဇူးကိုဖြစ်ထွန်းစေတယ်လို့ကိုယ့်ရဲ့စိတ်ထဲကမိဘတွေပေါ်မှာအမြင်မကြည်ပဲနဲ့မိဘတွေပေါ်မှာပြစ်မှားပြီးတော့မကောင်းတဲ့စိတ်တွေနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်လည်းအလွန်မှကြီးလေးတဲ့အပြစ်ကိုခံရနိုင်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားသူ့ကိုမီးလို့ဟောတာဆိုလိုတာကမကင်တွယ်တတ်လို့ရှိရင်လောင်ကျွမ်းနိုင်တယ်နော်မိဘတည်းဟူသောမီးတဲ့အကျေပြောစရာတော့ကောင်းပါလေဟုတ်လားနောက်ပိုင်းမှာစောစောကပြောတဲ့မီးသုံးမျိုးကိုဘယ်လိုပဲရှာမလဲဆိုတဲ့နီလန်းလေးကိုနည်းနည်းလေးဘုံဘုံကပြောရင်တော့တရားကိုအသေးစိတ်မပြောတော့ဘူးနော်အာဟုနေယခိပြီးတော့ပါလာတော့ဂဟပတခိဆိုဂဟပတိဆိုတာအိမ်ရှင်နော်ဒီအိမ်သူအိမ်သားတွေအတွက်အိမ်တော်ဦးစီးဖြစ်တဲ့အိမ်ရှင်ယောက်ျားအလွန်တရာမှာကျေးဇူးများတယ်ဒါကြောင့်သူဟာလည်းပဲအလေးကရုပြုတ်တဲ့နဲ့လေးစားတဲ့နဲ့မျက်နှိုးတဲ့နဲ့ပူဇော်တဲ့နဲ့မိတစ်မျိုးပဲသူ့ကိုမလေးမစားဆက်ဆံပဲကျေးဇူးတရားနားမလဲပဲနဲ့သူ့ရဲ့ပုံမှာကြမ်းတမ်းတဲ့စိတ်မွေးပဲဆိုရင်သူကလည်းပဲမီးလို့လောင်ကျွမ်းစေနိုင်တယ်ဒီမှာစဉ်းစားတရားတစ်ခုရှိတာကဘုန်းတို့အဂိတုတ်တံကပထမအဂိတုတ်တံဒုတိယအဂိတုတ်တံလို့နှစ်မျိုးနှစ်ပုဒ်ရှိတယ်ဒီဒုတိယအဂိတုတ်တံမှာဂဟပတခိအရာအိမ်ရှင်လင်ယောက်ျားအိမ်တော်ဦးစီးကိုသာလည်းပြောထားတာမဟုတ်ဘူးနော်အဲ့ဒီအိမ်တော်ဦးစီးရဲ့ဇနီးမယားသူတို့မွေးထားတဲ့သားသမီးသူတို့အိမ်မှာခိုင်းစင်နေတဲ့ကျွန်အမှုလုပ်အဲ့ဒါဒီအကုန်လုံးဟာဂဟပတခိပဲတဲ့ဘာဖြစ်လို့တော့အချင်းချင်းကျေးဇူးများလို့တဲ့ဟောဒီဟာလေးကိုတော့ဘုံဘုံတို့ကယောဂီများတည်တည်ချာချာလေးမှတ်စေခြင်းတယ်နော်အချင်းချင်းအတူနေကြတယ်မိသားစုအဖွဲ့အစည်းလေးတစ်ခုအနေနဲ့လူလောကကြီးမှာအတူတူနေကြတယ်နော်တူရဲ့မေတ္တာတူပေါ်မှာရှိတယ်အမြဲတမ်းစိတ်တိုင်းမကြနေတာမဟုတ်ဘူးနော်မေတ္တာထားကြတာတွေမရှိဘူးလားရှိတယ်မေတ္တာတရားတွေမကဘဲနဲ့တူရဲ့ကျေးဇူးကလည်းတူပေါ်မှာရှိနေတယ်အပြန်အလှန်ပဲနော်ငါရှာဖွေကြွေးမွေးရလို့ငါကျေးဇူးတွေကြီးသူ့ပေါ်မှာရှိတယ်လို့ဒီလိုမဟုတ်ဘူးသားသမီးကလည်းမိဘပေါ်မှာကျေးဇူးရှိတာပဲဘယ်လောက်ထိမြတ်စွာဘုရားဒီမှာထည့်ထားအောင်ဆိုကျွန်အမှုလုပ်ကိုတောင်းဂဟပတခိနေရာမှာထည့်ထားတယ်သူ့ကိုခိုင်းရစေရတယ်သူလုပ်ပေးလို့ကိုယ်မှအဆင်ပြေသွားတဲ့အပိုင်းတွေမရှိဘူးလားအဲ့ဒါပါတော့သူ့ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ကျေးဇူးတရားပဲဒါကြောင့်မို့လို့အလေးကရုပြုရမယ်မြတ်နိုးရမယ်လေးစားရမယ်တန်ဖိုးထားရမယ်တော့ဘုံဘုံကဒီမီးအကြောင်းကိုလူတွေနားလည်ရင်ကောင်းမယ်လို့ဘ
ဘာဖြစ်လို့လဲဆိုတော့လူလောကကြီးမှာဒီမီးလောင်လို့ပူနေကြတဲ့လူတွေအများကြီးမရှိဘူးလားအိမ်တွင်းမီးလောင်တယ်ခေါ်တော့နော်ဟုတ်တယ်မဟုတ်လားနော်အချင်းချင်းဘလို့ဖြစ်နေတာတော့မကြိုက်ဘူးပေါ့နော်မကြိုက်မှုတွေကများတယ်မကြိုက်လို့ပြစ်လိုက်ပါတော့လားဆိုတော့လည်းမပြစ်လိုက်နိုင်ဘူးဟုတ်လားမကြိုက်ဖဲနဲ့ဘလို့ဖြစ်နေတာတော့အတူတူနေနေရတဲ့အနေထားအလွန်တတိမထားသင့်ဘူးလားအဲ့တော့အတူနေနေရတယ်ဆိုတဲ့ကစားမေတ္တာတရားကျေးဇူးတရားဆိုတာလည်းပဲအတိုင်းအတာတစ်ခုထိရှိနေကြတယ်ဆိုတာညင်းလို့မရဘူးဒါကြောင့်မို့လို့ဒီအိမ်တွင်းမီးဆိုတာလေးကိုဘုံဘုံတို့ဟာသတိထားရမယ်ပေါ့အထူးသဖြင့်မိသားစုအဖွဲ့အစည်းလေးနဲ့နေကြတဲ့လူသားတွေအများကြီးသတိထားဖို့မလိုဘူးလားမီးလောင်ခံရနိုင်တယ်နော်တချို့မီးလောင်တာမခံနိုင်လို့ကိုအဆုံးစီရင်သွားတဲ့လူတွေတော့မရှိဘူးလားအိမ်တွင်းမီးလောင်တာကိုမခံနိုင်လွန်းလို့ဟုတ်တယ်မဟုတ်လားမရှိဘူးလားအဲ့ဒါမျိုးတွေရှိတယ်ဒါမြတ်စွာဘုရားရဲ့ဒေသနာတွေကိုလက်တွေ့ဘဝထဲမှာအသုံးချကြည့်တဲ့နေပေါ့နော်လေးစားတဲ့နေမျက်နှိုးတဲ့နေတန်ဖိုးထားတဲ့နေနော်ဒါဒုတိယဂါပတကိတတိယဒက္ခိနေယခိအလှခံမီးဆိုတာဘာပြောတာတော့ဆိုတော့သူတော်ကောင်းတွေကိုပြောတာမှန်ကန်တဲ့တရားနိလန်းကိုကျင့်သုံးကြတယ်အထူးသဖြင့်ယာဂဒေါသမောဟကုန်ခန်းသွားကြတဲ့ယာဂဒေါသမောဟကုန်အောင်နိဗ္ဗာန်လမ်းမှာကျင့်သုံးနေကြတဲ့တမနာဗြဟ္မဏတွေကိုဒါဒက္ခိနေယကိလို့ခေါ်တာတဲ့ဘာဖြစ်လို့သူကလောကလူသားတွေအတွက်မျက်နှိုးသိတဲ့အရာတန်ဖိုးထားတဲ့အရာလေးစားတဲ့အရာဖြစ်နေရတာတော့သူကလည်းပဲကြည်စုများလို့ပဲအခုဘုံဘုံတို့တွေတရားဓမ္မတို့တွေနော်ဘဝရဲ့အကြောင်းတန်တရားရဲ့အကြောင်းလောကရဲ့အကြောင်းမှန်မှန်ကန်ကန်သိကြတာနားလည်ကြတာဆိုတာဒီသူတော်ကောင်းတို့ရဲ့ကြည်စုကြောင့်သိကြတာအဲ့ဒီအတိကလေးဥစည်းပြီးတော့ပဲဘဝမှာငါတို့ဘလို့ထိုင်မယ်ဘလို့နေမယ်ဘုံတို့မှန်မှန်ကန်ကန်နေထိုင်ကျင့်သုံးသွားနိုင်ကြတာဟုတ်တယ်မဟုတ်လားတကယ်လို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းဘလို့ဖြစ်နေတယ်ဆိုတဲ့အမှန်တရားတွေကိုမသိဘူးဆိုလို့ရှိရင်ဘုံတို့နေနီးထိုင်နီးတွေကမှန်နိုင်အောင်မလားမမှန်နိုင်ဘူးဖယားရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အကုသိုလ်နဲ့ထိုးထိုးပုံဘဝမတိရများလှအဖြစ်တွေဘလောက်ကောင်းတော့ဖျားရှင်တော်ပွင့်ထွန်းပေါ်၍ဟောဖို့ညွှန်ပြမြတ်တရားကြောင့်ဤကားကုသိုလ်အကုသိုလ်နဲ့ထိုးထိုးပုံဘဝတိကြရများလှကျေးဇူးတွေတဲ့အခြေခံအမြင်ကအဲ့ဒါပဲနော်ဟုတ်လားအဲ့ဒီအမြင်ခိုင်ခိုင်မာမာရှိနေဘုံဘုံတို့တွေကစွစွဝါမှားစရာအကြောင်းအရှိကိုဒါကြောင့်ဒက္ခိနေယကိအလှခံမီးဆိုတာဘာကိုပြောတာတော့ယာဂဒေါသမောဟကုန်ခန်းသွားကြတဲ့ယဟန္တာပုဂ္ဂိုလ်တွေယာဂဒေါသမောဟကုန်ခန်းအောင်နိမန်လမ်းမှကျင့်သုံးနေကြတဲ့သူတော်ကောင်းတွေဒါတွေကိုဘာလို့ခေါ်တော့ဒက္ခိနေယကိလို့ခေါ်ရတယ်လို့လေးစားရမယ်တန်ဖိုးထားရမယ်မျက်နှိုးရမယ်ပူဇော်ရမယ်မိဘနှမျိုးတော့၃မျိုးမိဘတွေရဲ့အိမ်မှာအတူတူနေကြတဲ့အိမ်သူအိမ်သားအချင်းချင်းရဲ့သူတော်ကောင်းတွေရဲ့ဘာကြံသေးတော့အဲ့တော့ကြံတဲ့ဒဇိမ့်တွေတော့ကြံသေးတာပေါ့နော်အဲ့ဒါတွေပေါ်ကြတော့ဘုန်းတို့ဘာလုပ်ကြရမလို့မေတ္တာထားကြရမယ်ပေါ့ဟုတ်လားအဲ့ဒါဘုန်းတို့ပေရှားသုတ်သင်ပြရမယ်မိ၃မျိုးအလေးကလူပြုရမယ်မိ၃မျိုး